ဒီတလာပြီဒီဘွားဆိုတာရန်ကုန်ရဲ့မိုးရာဒီလိုပဲရန်ကုန်ရဲ့မိုးရာဒီကဘယ်လိုလဲဆိုတော့အခုရွာချင်းရွာလိုက်အခုပဲတိတ်ချင်တိတ်လိုက်အဲ့မြက်ကအခုပဲနေပူရင်ပူလာလိုက်နေပူလောင်ခြင်းတွေအေးမြခြင်းတွေဆွဆွချင်းတွေကမတူညီမျှလို့လားမဟုတ်လို့လားမသိဒီရရင်လည်းမတည့်ဒီတွေဒီလိုပါပဲနှစ်ခါသုံးခါလောက်ရှင်းဘွားတွေထဲမှာပဲပေါက်တော့တာတွေ့ရကြုံကြရတဲ့လူတချို့တွေမှာလဲငငုံကလေးတွေကတော့ဟုန်းနဲ့ကူးရင်ကူးနေကြသေးတာလူတချို့တွေမှာလဲနာမည်ချင်းတွေမုံတီးချင်းတွေပြောတာပဲဒီခြေလောက်မချင်တာချင်းတွေမချစ်ခင်ချင်းတွေမနာလိုဝန်တူချင်းတွေခြေပက်လေဝိုင်းချိန်ခွင်ရဲ့ရှာတစ်ဖက်ဆောင်ရင်းနဲ့ရန်ကုန်ရဲ့မိုးရသည်လိုပဲလူရင်းနဲ့ဆင်းပြီးတော့တိတ်ပြီးတော့မှလမ်းဘက်ကပြင်ဘက်ကမဟုတ်မညီမျှနိုင်လုံးနေကြရေရမှာမဟုတ်ခြေဒီဤနေရာတိုင်းပဲချောင်းနေကြတော့မိတ်ဆွေတို့ရောမရှိဘူးရန်ကုန်ရဲ့မိုးရာသီလိုလူတွေနဲ့ဘဝမှာဘယ်နှကြိမ်လောက်ဘယ်နှခါလောက်ဘယ်နှဘူးလောက်ဘယ်နှယောက်လောက်များကြုံခဲ့ပြီးပြီလေမိတ်ဆွေတို့ကြုံခဲ့ပြီးတဲ့အတွေ့အကြုံလေးရှင်ကွန်မန့်မှာဝင်ပြီးတော့ဆွေးနွေးညှင်းကုန်သွားလို့ရပါတယ်